ကြောင်းသိပြီဆိုလို့ရှိရင်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ကတိကိုဘာလုပ်ပေးတယ်လဲတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ကတိကိုကာကွယ်ပေးတယ်ရန်သူဘေးကလည်းကာကွယ်ပေးတယ်အနာရောဂါကလည်းကာကွယ်ပေးတယ်အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ကကျမတို့ယေရှုခရစ်တော်ကိုဝတ်လုံခြုံထားတာနဲ့အတူတူပဲနော်ဝတ်လုံဖြစ်တယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူဆိုတဲ့ဝတ်လုံတင်ချုပ်ထားရင်လေအနာရောဂါတင်ကိုအကြိုင်လာတော့ရှင်းလို့မရဘူးဥပမာအိတ်တဲ့အိမ်မှာလေအဲ့တဲ့စူရလာပြီးမှလေအကြိုင်နေလို့ရလားညဘူးအချိန်တန်သူထွက်သွားရမှာအဲ့တော့ခေါင်းကိုက်တယ်ဒူးနာတယ်ခါနာတယ်အဲ့တဲ့ခဏတော့လာမှာပဲရာဒီဥတုကြောင့်အပူရှက်တာခဏတော့လာမှာပဲဒါပေမဲ့တိအကြာကြီးအဲ့ဒီယောဂနှိမ့်ဆက်ဖြစ်တယ်မသေးရဘူးအဲ့တော့အခက်အခဲဆိုတာလေခဏတော့လာမှာပဲဒါပေမဲ့အဲ့ဒီအခက်အခဲကလည်းအကြာကြီးနေလို့မရဘူးအဲ့တဲ့ပဲနော်အဲ့ဒါကစုံစမ်းရာကာလလို့ခေါ်တယ်အဲ့တော့အဲ့ဒီစုံစမ်းရာကာလကိုလေတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူအားဖြင့်သင်ကြောဖြတ်နိုင်တာဖြစ်တယ်အာမင်အားကြောင့်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူအားဖြင့်အနာရောဂါငြိမ်းတယ်တန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူအားဖြင့်ဒါလည်းသင်ကိုဒီစင်ရဲ့ချင်းကနေလည်းကာကွယ်ပေးတယ်ရန်သူဘေးကနေလည်းကာကွယ်ပေးတယ်အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ကာကွယ်လို့လေကျွန်မပြောပြမယ်နော်အာရုံကလေသူတေးလို့မရဘူးအတက်ကကြီးနေပြီတေးရတော့မှာအဲ့ဒီချိန်မှာဖခင်ကလေသူ့ကိုဟိုတောင်ပေါ်တက်ခိုင်းတာတောင်ပေါ်တက်ခိုင်းပြီးတော့မှသူ့ရဲ့ဝုလုံလေအာရုံကယေဘရဟိဝုယုံထားတာအဲ့ဒီယေဘရဟိဝုယုံကိုချွတ်ခိုင်းလိုက်ပြီးသူ့သားကိုဝုခိုင်းလိုက်တဲ့အချိန်ကျမှသူတခါလေးလေးတေးသွားတာတင်းချင်းကလေအဲ့ဒီဘက်တိုက်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘက်တိုက်အဲ့ဒီဝုလုံမရှိတော့ဘူးဆိုတော့ရောက်လာမှာပဲစင်ကြီးချင်းတွေတေးချင်းတွေနော်အဲ့တော့အာရုံကနော်သူကလေအနာရောဂါလည်းသူ့ထူဖောက်လို့မရတာလေသူ့ကိုဒီပုံကန်တာလေအာရုံရဲ့မိဣရာရဲ့ကလေမောရှေကိုပုံကန်တာလေမောရှေကသူတို့ကိုခေါင်းဆောင်တဲ့အခါမှာသူတို့မောရှေကိုမကြေမနက်ပြောတဲ့အခါမှာလေဖခင်ရဲ့လူကိုထိတာငါမျက်စံကိုထိတော့သူတို့ပြောတယ်နော်ဖခင်လူတွေကိုမစော်ကားရဘူးမထိရဘူးအဲ့တော့အဲ့ဒီချိန်မှာတကယ်တမ်းကျနှစ်ယောက်စလုံးမောရှေကိုပြောတာလေဒါပေမဲ့ဘသူကနူနာဆွဲသွားတယ်ထင်တယ်သူညီမမိကြီးရဆွဲသွားတယ်ဒါပေမဲ့နှစ်ယောက်စလုံးပြောတော့ဘာဖြစ်လို့အာရုံမှာကျတော့နူနာမကတ်တာလဲသူကယေဘရဟိဝုယုံဝတ်ထားတာလေအဲ့ဒီယေဘရဟိဝုယုံတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်ကသူ့ကာကွယ်ထားတာအဲ့ဒါကြောင့်ဒီနေ့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကဘိသိက်တကူကတိကိုအမျိုးတော်ဒုက္ခဆင်းရဲကနေကာကွယ်ပေးမယ်အနာရောဂါကနေကာကွယ်ပေးမယ်အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိသိက်တကူကဖြတ်လာမရှိဘူးခုနကခဏလေးစကားပြောတာအဲ့မှာဘယ်လိုတိုက်လဲဆိုတာဟုတ်တယ်ဟောက်တော့ချင်းတဲ့ကဲလို့သူကဟောက်တော့ချင်းတဲ့လို့သူရှာဖွေပြီးတိုက်မှာပဲဒါပေမဲ့ကိုယ်တင်းမှာယူသားရဲ့ချင်းတဲ့ဘယ်မရှိဘူးလားရှိတယ်အဲ့ဆိုတော့တင်းကဖြတ်လာလိုက်လို့မရဘူးကိုဆရာတို့ဘုရားတို့တုံးတဲ့သူတို့ကတို့ငါတို့ဖြစ်ချလို့မရဘူးအဲ့လိုတိုက်ပွဲတွေဝန်ကိုဝန်ရမှာပဲဒါပေမဲ့တင်ကြဆုံးဖို့မဟုတ်တင်းအထင်းမှာယူသားချင်းတဲ့ဘုရားယေရှုရှိတယ်နတ်ဆိုးတကူတတာရွေတကူကြီးတော့ဖယားဘုသူထဲမှာရှိတယ်ကျွန်တော်တို့အထင်းမှာရှိတယ်အဲ့ဒီဘိသိက်တကူတာရွေတက်လာဖို့ဘာလူအပ်တယ်လေအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြီးဖို့ဘာလူအပ်တယ်လေမေတ္တာရလူတယ်ယင်းနီးကြောင်းဝင်ဖို့လူတယ်စုတောင်းဆက်ကပ်ဖို့လူတယ်တမန်တော်အခန်းကြီးတင်မှာတော့ကစုယုတ်ပြီးစုတောင်းတဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ပြတဲ့တကူလေပင်းကလေးရောက်လာတယ်။တင်မြမှာသုံးမှာသူတို့ဒု
ဖြစ်လာတယ်လဲဆုတောင်းပေးရင်လူနာကိုဆုတောင်းပေးရင်မွေးကတဲ့နဲ့ချင်းမတန်တဲ့လူထလက်လျှောက်ဆိုထကြလားမလျှောက်လားလျှောက်ပါရဲ့အနာယောဂငြိမ့်တယ်ဘိတ်သိမတက်လာဘူးလားတစ်စင်တက်လာတဲ့ဟာအဲ့ဒီမှာတမန်တော်အခန်းကြီးနှစ်မှာကြတော့3000ပဲပြောင်းလဲတယ်ပေတရုကတန်ရှင်တော်ဝိညာဉ်တော်ဘိတ်သိတကူခံယူပြီးရေးရင်စွာဟောလိုက်တဲ့အခါမှာ3000ပြောင်းလဲအခန်းကြီး4ရောက်တဲ့အခါကျတော့9000ပြောင်းလဲမတူပွားလာဘူးလားတူပွားရမယ်နော်မိသားစုမှာလည်းတူပွားရမယ်နော်အသက်တာမှာလည်းတူပွားရမယ်ရုပ်ပိုင်းဆိုင်ရာလည်းပြောင်းလဲရမယ်နော်မပြောင်းလဲလို့မရဘူး तू ကသစင်ပြသစင်သွားရတာဒီမှာရက်တတ်နေလို့မရဘူးတင်တော့မှာအဲ့ဘီကလေးဝင်ငါလေတဖြည်းဖြည်းနဲ့မြို့မှာဖြစ်လာမယ်ဈေးမှာဖြစ်လာမယ်တဖြည်းဖြည်းနဲ့တင်ဟာနိုင်ငံတကာတိယူဒပြည်မြေကြီးစွန်းတိုင်အောင်လို့ပြောထားပြီးအဲ့လိုသစင်ပြသစင်သွားအဲ့ဟုတ်ပြီလေးရောက်တဲ့အခါမှာ9000ထိတူပွားလာတဲ့အခါမှာလူတွေကြောက်ပြောမှခဏပြောတယ်တလန်းလုံးသူတို့ဘုံတယ်တဲ့ယေရှုခရစ်တော်ကိုခေါ်လာတဲ့အခါပတ်ဝန်းကျင်ကမနာဘူးမုန်းတီးတာလေမှန်တယ်လေးရောက်တဲ့အခါမှာတမန်တော်တွေကိုပြောတယ်မဟောရဟောရင်ဖမ်းမယ်မပြောရပြောရင်ဖမ်းမယ်ဘယ်သူကိုတိုင်ပြောလာတာလဲယောမအဆူရကိုတိုင်ကတားလာပြီအဲ့ဒီချိန်မှာအဲ့ဒီတပည့်တွေကလေကြောက်ပြီးမှလေငါတို့မပြောတော့ဘူးနော်တော်ပြီဟဲ့ဘယ်မှမသွားတော့ဘူးအိမ်မှာပဲနေမယ်လောက်တလားလောက်ပါဘူးဘာလို့လဲသူတို့စုယုံပြီးစုတောင်းတယ်တမန်တော်အခန်းကြီးလေ31ရောက်တဲ့အခါမှာမဟောနဲ့မပြောနဲ့လို့ပြောတဲ့အခါမှာပူတော်မှသူကစုယုံပြီးစုတောင်းတဲ့အခါမှာအဲ့ဒီချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ဘိတ်တိုက်တကူကောင်းကင်ကနေတက်ရောက်လာတဲ့အခါမှာမြင်ကြီးတောင်တုံလို့သွားတယ်ပြောပါနဲ့နတ်ဆာတော့ဘိတ်တိုက်တကူတက်ရောက်လာမတူတော့ဘူးခါတဲ့အဲ့ဒီ30ကနေစပြီးတော့မှဟာတမန်တော်9ရောက်တဲ့အခါမှာပေတရုလာရှောက်သွားတာအရိပ်မှာသွားရတယ်လို့အနာရောဂါပျောက်သွားတယ်ဘုရားကြောင့်ထဲမှာပဲလက်တင်တာမဟုတ်တော့ဘူးသစင်မတက်လာဘူးလားတက်လာရမှာယုံကြည်သူတွေလည်းအဲ့လိုပဲပတ်သက်တကူနဲ့တက်ကိုတက်ရမှာအာမင်တချင်တော့သူများစီမံလိုက်ချီးစားတယ်အခုကပြန်ချီးငါပေးရမယ်အာမင်တချင်တော့ဆေးရုံဆေးကန်သွားရတယ်အခုအနာရောဂါငြိမ်းစုတောင်းပြတော့သူအာမင်ဒီအဲ့လိုသစင်ကိုတက်လာရမှာဖြစ်တယ်ဟောတမန်တော်6ကိုရှိရောက်တဲ့အခါမှာအယားจิตရှင်ဝိညာဉ်တော်ဘယ်တက်တကူနဲ့ပြဝလာတတ်ဖာကိုကြောက်ခင်းနေတော့ဖြစ်တတ်တယ်အဲ့လိုပြပြချင်းတစ်ဖက်ပန်းကလေမင်းတို့တဲမနောငါ့ကိုလောက်တာမင်းတို့ဘလို့နေရကြမယ်ပြောလားမပြောဘူးဖျားသခင်သူတို့အပြစ်ကိုခွင့်လို့ပေးပါသူတို့မတိလို့မားတဲ့အပြစ်တွေကိုသူတို့ကိုနောင်တရစေပါအဲ့လိုပဲပြောတယ်အေးဒီနဲ့တန်ငရေးပဲလို့ပြောလားမပြောဘူးအခုဒီနေ့လူတွေကဒီနေ့အမင်္ဂလိတော်ဝင်လာတယ်မပြောနဲ့ဒီနေ့တန်ငရေးပဲမပြောချင်တော့ဘူးဒီဟာမငရေးတော့ဂျူးကတ်ကွာမပြောတော့အဲ့လိုမဟုတ်ဘူးတန်ရှင်တော်ဝိညာဉ်တော်ဘယ်နဲ့တကူနဲ့ပြီးဝလာတဲ့အခါမှာထူချလာရမယ်ပြောင်းလဲလာရမယ်ဝိညာဉ်ပိုင်းဆိုင်ရာမှာပြောင်းလဲရင်ရုပ်ပိုင်းဆိုင်ရာမှာပြောင်းလဲဝိညာဉ်ပိုင်းဆိုင်ရာမှာထိန်းချုပ်ရင်အရာအလုံးထိန်းချုပ်နိုင်အာမင်ကျွန်မပြောမယ်နော်ဝိညာဉ်ပိုင်းဆိုင်ရာအရာအရေးကြီးတယ်တချို့မယုံကြည်သူတွေတော့ဟာလေကျွန်မကရှမ်းပြည်မှာနေတယ်ရှမ်းပြည်မှာနေတော့ကျွန်မတို့ခုခိုင်ကလည်းလာရှူစင်းနေအမှတနေရရောက်တဲ့အခါကျတော့သူတို့ဖျားအနက်စင်ပြောပါအကြီးပဲတက်ပြအများကြီးတယ်အဲ့နာရောက်ရင်အားစရာတိုင်းကလေတီစတော့ချဖန်တီးတယ်အဲ့တော့ကျွန်မကအမြင်ကြားချနေတော့လေမင်းလိုက်တာကားစရာဒီနာရောက်မှဘာဖြစ်လို့တီဖန်တီးလိုက်ကြတဲ့နေရာမှာတီးတာလို့ပြောတော့ဒီနေရာကတဲ့နတ်ကြီးတယ်တဲ့အဲ့ဒါကြောင့်မလို့တဲ့ငါတို့ကအနောက်အရှက်မပေးဘူးငါတို့ကိုဒုက္ခမပေးဘူးသူတို့ကိုငါတို့ကဖွင့်တောင်းတာဖြစ်တယ်တဲ့ကဲဒါမယုံကြည်သူတွေတော့မှဝိညာဉ်ပိုင်းဆိုင်ရာမှာလေတယ်နော်ဒါဝိညာဉ်ဆိုကျမတို့
တို့ကိုကိုယ်နဲ့ဖခင်ကတန်ရှင်တော်ဝိညာဉ်အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ကိုတင်ပူတော်မှာအကြောင်းဝင်ရမယ်ဝိညာဉ်ထဲမှာတင်သွားတတ်ရင်ဝိညာဉ်နယ်ပယ်ကိုထိန်းချုပ်နိုင်သူတပါးရဲ့စိတ်ဝိညာဉ်ကိုဖတ်တတ်တော့စိတ်ဝိညာဉ်တွေရောက်လာမှာလက်ကဲဆူတောင်းလိုက်အမဟုတ်ဘူးတင်သူ့နှုတ်ဆက်လိုက်ကျမဆိုရင်လက်ဆွဲနှုတ်ဆက်လိုက်တာနဲ့သူ့အထင်းမှာဘာဖြစ်နေတာဖခင်ကျမကိုပြောတာအဝိညာဉ်လူကိုဇာတိလူကလေနားမလည်ဘူးနော်ရှင်ယောဟန်ရှိမှာဒီယောမရှိမှာပြောထားပြီးသားဝိညာဉ်လူရဲ့စကားကိုဇာတိလူနားမလည်ဘူးပြဝိညာဉ်လူကလေသူ့တပါးရဲ့စိတ်ဝိညာဉ်ကိုဖတ်တတ်တယ်ဘာကြောင့်လဲဝိညာဉ်တော်ကအထင်းမှာအလုံးလုံးနေလို့ဖြစ်တယ်ဒါကြောင့်ဝိညာဉ်နယ်ပယ်မှာတင်ထိတ်ချုပ်နိုင်ပြီဆိုတဲ့အခါမှာတရားအရာအလုံးလုံးမှုသွားတယ်ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဘယ်တဲ့တကူတဲ့ရောက်လာမှထူခြားတာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘယ်တဲ့တကူနဲ့ရရှိဖို့တင်ရခုနကတမန်တော်တွေလို့စုယုံပြီးလဲဆူတောင်းရမယ်အစာရှောင်ပြီးမှလဲဆူတောင်းရမယ်သူနဲ့ပဲအကျော်ဝင်ရမယ်အခုကချိန်ချောက်လိုက်တာနဲ့ကြောက်ဟေးငါအရာအဲ့လိုပြောတော့မပြီးမပြောပြတ်ပြီးရန်တွေးလိုက်မလို့ရစတိကိုချူနေပြန်မပြောနဲ့ပြန်ကိုပဲဆူတောင်းခိုင်းပါကျမဆိုလေတကယ်အိမ်ဘေးနားမှာလေဆက်လက်တောက်တာတော့ပြဆက်လက်မတောက်လို့လေတော့ပြောလို့မရဘူးလေငါအိမ်မှာငါတောက်တာဘာဖြစ်လဲလို့ပြောမှာပေါ့ဒါပေမဲ့သူအဲ့အောက်ကတောက်လာတဲ့ဟာလေးအနက်လေးကျမလေးအသေးချလို့တော့တောင်ဖြစ်တယ်အဲ့လိုဖြစ်တော့ကျမဘာမှလုပ်လို့မရတော့ဖះကိုကျမပြောတယ်လေနော်ဖះကြီးလို့ကျမဒီအနက်မခံချင်တော့ဘူးလို့အခုဒီမှာရှိနေတဲ့လူကိုပူ၍ကောင်းတဲ့နေရာပူပေးပါလို့ကျမဆုတောင်းပေးလိုက်တကယ်အဲ့ကလည်းသူပူကောင်းတဲ့နေရာ B5 ကိုရောက်သွားတယ်ကျမကအဲ့သူဒီတန်းကလည်းတော့ပူပြီးတော့မှအဲ့ဇုံတဲ့လည်းသူတို့ပူကြိုက်ကြတယ်ပေါ့နော်အဲ့တော့ကျမဆုတောင်းတယ်ဖះခင်သူ့ကိုလို့ဒီချက်ကောင်းတဲ့နေရာကျမတို့ဝေးကိုပူပေးလိုက်ကျမဒီစိတ်လေးနဲ့မခံနိုင်ဘူးလို့ဒီအိမ်ကိုရောက်လာတဲ့လူပါလို့တကယ်တင်းငင်အေးချမ်းပြီးဘလူးပဲဖြစ်ဖြစ်သူတို့မိသားစုလည်းအေးအေးချမ်းချမ်းဆူတညာတမကြတဲ့မိသားစုကိုပူပေးပါလို့ပဲဆူတောင်းတာတကယ်တော့မိုးကြီးစေးဆွဲစေတဲ့နတ်ဆိုးကိုလည်းဒီမောင်းထုတ်လို့ရတယ်အဲ့ဒါဆက်လိုက်နတ်ဆိုးလေယေရှုနာမနဲ့ကျမမောင်းထုတ်တယ်ဖခင်ကိုတိုင်တည်တယ်မကြဘူးအဲ့ဒီလူမိသားစုလိုက်ပြောင်းသွားပြီးမှလေတကယ်ပဲတင်းငင်အေးချမ်းတဲ့မိသားစုတာကလေးတယောက်လေးနဲ့ဒီမယားနှစ်ယောက်ထိပြောင်းလာတယ်ဘာသာမှမကြောက်တောင်းဝိညာဉ်လူရဲ့စကားကိုဝိညာဉ်တော်ကအမြဲတမ်းနားထောင်နေတော့ဒါကြောင့်မလို့ဒီနေ့ကျမတို့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ကတင်းကိုကာကွယ်ပေးတယ်တင်းသွားတဲ့နေရာမှာတင်းလူချင်းတဲ့အရာအတိုင်းကိုလုပ်ပေးတယ်အဲကြောင့်တင်းအိမ်မှာကြွိုက်သူတောင်းချမ်းတယ်ပူဟတ်သူတောင်းချမ်းတယ်အနိုင်ပေးလို့ရတယ်ဝိညာဉ်လူရဲ့စကားကိုဝိညာဉ်တော်နားထောင်တယ်ကျမအိမ်မှာဆိုရင်စရောက်တော့ကပူဟတ်လေးရှူရောင်နဲ့အရင်ပြေးတာအဲ့ဒါကိုလေဆေးထမ်းမသိဘူးနော်မပြဘူးကျမလေးဟာဒီအိမ်ကအမြင့်ဆုံးဖျားရဲ့တမီးနေတဲ့အိမ်ဝိညာဉ်လူနေတဲ့အိမ်မှာဘယ်အကောင်ပလောင်ဝိညာဉ်ဆူရဲ့လောက်ရတယ်တခုမှမရှိသေးရဲ့ယေရှုနာမနဲ့အမင်ပဲယူဒချစ်တဲ့ယေရှုနာမနဲ့မောင်းထုတ်တယ်မင်းတို့တော့အကောင်ဖက်တကောင်ဖက်မရှိတာကိုဒီဒါကြည့်မညာဘူးအိမ်မှာဖူးဟတ်တကောင်မရှိဘူးတိဆန်တောင်ကဝိညာဉ်လူရဲ့စကားနားထောင်တယ်နော်ဒါပေမဲ့လူတွေနားမထောင်လူတွေကလည်းမလုပ်ရဆိုဘူးလုပ်ချင်တယ်နော်တိဆာဖျားပါစင်ထားတဲ့တိဆာဝိညာဉ်လူရဲ့စကားကိုနားထောင်တယ်အဲကြောင့်လို့ဒီနေ့ကျမတို့အဲ့ဒီဝိညာဉ်တော်နဲ့သွားမယ်ဆိုလို့ရှိရင်တည့်ရဲ့ဘဝမှာမကောင်းတဲ့အရာတင်မလို့ချင်တဲ့အရာအားလုံးကနေကောက်ွယ်ပေးတယ်အဲ့တော့အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ဘိတ်ဘိတ်တကူကဘလောက်အရေးကြီးတယ်သိပြီလားဆံမပါသလားတင်မလုံနိုင်တဲ့အရာကိုလုပ်ပေးတာဘာတူလဲတန်ရှင်တော်ဝိညာဉ်တော်ဘိတ်ဘိတ်တကူတန်ရှင်တော်ဘိတ်ဘိတ်ဝိညာဉ်တော်ရဲ့ဘိတ်ဘိတ်ဆိုအား new anointing တန်ရှင်တော်အဲ့ဒီဝိညာဉ်တော်ဘိတ်ဘိတ်ကလေလွှမ်းပြောင်းခြင်းရှိတယ်ဟုတ်လား
ဝိညာဉ်တော်ခုနပြောပြီးပြီအထဲမှာရှိတဲ့ဝိညာဉ်နဲ့အပေါ်ကလာတဲ့တကူနဲ့ပြီးတဲ့တရှိတော်ဝိညာဉ်နှစ်ခုအကြောင်းတေချာနားလေပြီနော်အဲ့ဒါနားလေပြီးပြီဆိုလို့ရှိရင်ဒီလွဲပြောင်းခြင်းပိတ်ပိတ်အကြောင်းဒီနားလေလိမ့်မယ်။ဘာကြောင့်လဲဆိုရင်မောရှေကယောရှုကိုလွဲပြောင်းပေးတယ်။အေလိယကအေလရှေကိုလွဲပြောင်းပေးတယ်။အဲ့တော့ဒီအေလိယကအေလရှေကိုလွဲပြောင်းပေးဖို့ကျူပြီးတော့မှနော်အေလိယကိုဘုရားကစကားပြောတာသူကမင်းနေရာမှာပိတ်တိတ်ပေးဖို့အေလရှေစီကိုတွားဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19အခန်းငယ်19ကနေဖတ်ကြည့်လွဲပြောင်းပေးဖို့တွားခိုင်းတဲ့အချိန်အေလိယတွားလိုက်ရင်အေလရှေအဲ့ရမှာအဲ့မနေဘူးဖုန်းပုတ်မနေဘူးခွေခေါပြင်းပြင်းကြီးမနေဘူးကျမပြောမယ်နော်လူငယ်တွေပြင်းတဲ့လူကိုဖះအလုပ်မလုပ်ဘူးဖះကအမြဲတမ်း active လုပ်ဖြစ်နေတဲ့လူတွေအမြဲတမ်းအဲ့ဒါကြောင့် Facebook မှာလေးကြည့်လိုက် active now ဆိုရင်သူရှိနေတာ Facebook တာကြိုက်တာ active now မှာမစဲရင်သူမရှိဘူးအဲ့လိုပဲတင်ဟာအမြဲတမ်း active ဖြစ်နေမယ်လှုပ်လှုပ်ရှာရှာဖြစ်နေမယ်Evangeline ဝင်ငါချင်းနဲ့စိတ်ရှိမယ်တင်အလုံးလုံးချင်းနဲ့စိတ်ရှိမယ်ဖះเจ้าနာရင်လည်းအိမ်သာလည်းဆေးချင်းနဲ့ခုံလည်းစီးချင်းနဲ့တပြက်စီးလည်းလေးချင်းနဲ့အာမိဖို့ချောင်းမလိုအပ်တာလောက်ချင်းနဲ့အဲလိုလောက်နေတဲ့လူကိုလူမမြင်ဘူးတင်နောက်ွယ်ကနေစပ်လုံနေတဲ့ဟာလူမတွေ့ဘူးလူမချီမဘူးဘသူကြည့်နေလဲဖះကြည့်နေတယ်အချိန်တန်ရဲ့တကူကြီးတော့လက်တော်ကဆွဲတင်သွားတာအာမင်အဲလရှေကလေထုနေတာနွားငါရှိနေသူပြင်းလားအဲ့ရတဲ့မှာဖုန်းဖွင့်နေတာလက်တဲ့ရင်ဆိုင်ထိုင်နေလားဘာလုပ်နေလဲလေထုနေတာလှုပ်ရှားနေတာအဲ့ဒီချိန်မှာအေလိယကမွတ်လုံဝတ်ပေးလိုက်သူ့ရဲ့ဘုန်းစဉ်းစားကြည့်ပါဦးဒီဝတ်လုံလဲဝဲဘုန်းပေးလိုက်တာနဲ့တော့မှသူထူးခြားသွားပြီးတော့မှချစ်ချင်းကိုဘယ်လိုဆုံးဖြတ်ချက်ချလဲကျမပြောမယ်နော်တထိုင်တဲ့ဆုံးဖြတ်ချက်ချဒီနေ့ကနေစပြီးမှမပြင်းတော့ဘူးဒီနေ့ကနေစပြီးဖျားတဲ့အကြောင်းဝင်မယ်မိတ္တာရဖွဲ့မယ်ဖျားအကြောင်းရောက်ရင်လေလူအပ်တဲ့အရာကိုလုပ်မယ်ဆိုပြီးတင်တထိုင်တဲ့ဆုံးဖြတ်ချက်ချဒီနေ့ဒီအချိန်ဒီနာရီကနေဒီဆုံးဖြတ်ချက်ချလိုက်တာနဲ့ဝိညာဉ်တော်တိကိုအလုံးလုံးပါအာမင်ချစ်ချင်းပဲအဲ့ဒီဝိညာဉ်လည်းပဲခြုံလိုက်တာနဲ့ကျွန်တော်လိုက်ခဲ့မယ်ဘာလို့လဲနွားအကုန်လုံးထားခဲ့တာပြီးလို့ရှိရင်နွားတစ်ချို့တတ်မိရှုပြီးလို့ရှိရင်ကျွေးပြီးတော့မှလိုက်တယ်ကျမလေးအဲ့ဒါဖိုင်နေကျမနဲ့အရန်တူတယ်နော်ကျမဘဝမှာလည်းအဲ့လိုပဲကျမဆိုင်ရရှိတယ်လေစတော့ဆက်ထွန်းထားတယ်လေ TM စလုံးအဲ့တော့ TM စလုံးမရှိအခုမှတားရဲ့ဆိုင် TM စလုံးကကျမက M2 စတော့ဆိုင်အထက်အရောက်ဝယ်ပြီကြောက်စိမ့်တွေလုပ်ပြီအဲ့ဖျားထားဆိုကျမအကုန်ထားသူများအကုန်ပေးလိုက်ပြီးတော့မှကိုလိုက်တာအကေယူများမပေးလိုက်လေတတနာလုံးနေစိတ်ကျင်တာလေတကားတည်းတော့ဆရာပတ်စံမရှိဘူးနောက်ပြန်လေ့ချင်တယ်ငါကြောက်စိမ့်မပြတ်တော့လည်းကောင်းလားဘာတော့ခက်တာစစလောက်ခံစားနေတယ်အရှော့ခက်တာအနောက်အရှက်လည်းများလိုက်တာတိုက်ခိုက်လည်းများလိုက်တာနေတိုင်းမြေနဲ့ဒူထောက်ပြီးဆူတောင်းချီမလိုက်ဆူတောင်းလိုက်နေတိုင်းဒူထောက်ဆူတောင်းဒူထောက်ငူယူအဲ့လိုပဲလုပ်ရအဲ့လိုအကောင်ဆုံးပြီးတော့မှကိုယ်လိုက်နေပြီကဲအဲ့တော့ဒီမှာတလောက်ခေငါဆိုင်ပဲပြန်ရောက်ဆိုဆိုင်ရှိလားမရှိတော့သူပြောအကုန်ပေးလိုက်ဒီခုံကအစားအဲ့လိရှိလေအဲ့ဒါတီလို့တခါနဲ့ငါ့ကိုတတ်သူရဲ့အဲ့ထုံနဲ့အရာအလုံးကိုမြင်ရှုလိုက်တာမဟုတ်ရင်သူလည်းအဲ့လျာတော့လိုက်နေသူ့ကိုလေစူရာတို့ဘာလို့စမခံချင်းသူပြန်တဲ့တော့ဒီကွာငါဒီဆရာတော့မလိုက်တော့ငါဒီပဲပြန်ထုံမယ်ဆိုပြန်လေတော့မှာပေါ့ဟုတ်တယ်နော်အဲ့ဆိုတော့အပြစ်ဖြတ်လိုက်ကဲ
အခုချိန်မှာဆုံးဖြတ်ချက်ချနေပါတယ်လူငယ်တွေလည်းချနေတယ်။အော်လူကြီးတွေလည်းသူတို့စာတိစိတ်တွေချိုးနေဖို့။ဟောဘုရားနဲ့အကျုံးမှုဖို့။ဟောဘုရားအမှုမှာသွားဖို့ဆုံးဖြတ်ချက်ချရတဲ့အကုန်ပဲတဲ့ရောက်စေ။တရှိနဝိညာဉ်ဘက်တဲ့ကိုစီစစ်စေ။အဲ့ဒီရှေ့မှာတဲ့ရတဲ့တရှိနဝိညာဉ်ဘက်တဲ့ကိုတဲ့ရောက်စေ။အာမင်။အဲ့ဒီရှေ့ကအဒီကနေလိုက်တယ်